နောက်ရင်တော့ကြားသွားတဲ့အချိန်ကစပြီးကျွန်တော်ဖေကပြန်မလာတော့ဘူးမန္တလေးကျွန်တော်တို့အဲ့ဒီအချိန်တုန်းကအိမ်၄၅လုံးလောက်ပိုင်နေတဲ့အိမ်ကြီးလဲအကုန်ကုန်အိမ်ကဆုတ်ချလိုက်တာအိမ်ကြီးအလုံးရဲ့နောက်ဖေးအိမ်ကအပြင်ထွက်လိုက်ရင်မယိုသေးစကားပတ်ပတ်လည်မှာအိမ်သားတွေကြီးပဲသူများအိမ်ရဲ့အိမ်သားတွေဆင်းရဲလိုက်တဲ့ဘဝနှုံချလိုက်တဲ့ဘဝကျောင်းသားကမပေးရတဲ့လူမတ်တရဆိုရင်ကျွန်တော်တို့ညီကိုညောက်က license ဝယ်ထားတာပဲအမြဲရရတယ်မတတ်နိုင်ဘူးလေပေးမှမပေးနိုင်တော့ဈေးရောက်သွားတဲ့အမေကိုမနဲ့အစိုးရကျွန်တော်ကစပင်းကယ်ရီယာလေးပေါ်မှာတင်ပြီးတော့လိုက်ပို့ရတယ်မန်လီဆောင်းတွင်ဆိုတော့အေးလိုက်တာခိုက်တုံအောင်ချမ်းကျွန်တော်ဒီဘဝကနေပြီးလွတ်မြောက်ခြင်းနဲ့အာကိုအာဒါကိုကြည့်လိုက်တာဘာမှလည်းအာကိုအာဒါမရှိဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိကူညီမဲ့သူမရှိအဲ့ဒီတုန်းကမြန်မာပြည်မှာအလွန်ခက်ဆန်းနေတဲ့Toyota Corolla ကတစ်စီးကိုဝယ်လာခဲ့နိုင်ပါတယ်အဲ့ဒီ၄သိန်းခွဲကိုကျွန်တော်ကတရီတစ်တာကြီးထဲမှာထည့်ပြီးတော့အမေကိုအပ်ပါတယ်အပြီးမဇက်ကလည်းပြောလိုက်မိအမေလို့တားတော့မဆင်းရတော့ဘူးလို့အမေကိုအားရှိအောင်လုပ်ပါမိုးလေဝသရုံးမှာအသက်18နှစ်4လ1965မေလ3ရက်ကျွန်တော်အသက်18နှစ်4လသားအရွယ်ကလေးကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်ဒီခန်းထဲကိုကြည့်လိုက်တော့လူငယ်တွေပါကျောင်းသားတွေလည်းပါဆိုတော့ကျွန်တော်ထိုင်နေရင်းနဲ့စဉ်းစားတယ်ငါဘာပြောရကောင်းမလဲကျွန်တော်ကောင်းထဲမှာပြောချင်တဲ့အရာက3ခုလောက်ပြိုင်နေပါတယ်ပထမတစ်ခုကတော့လူငယ်တွေအတွက်တစုံတစ်ခုကျွန်တော်ပြောချင်တယ်ကျွန်တော်ဘဝမှာပြောစရာတွေကတော်တော်များပါတယ်ရုန်းကန်ရတဲ့ဘဝတစ်ခုစခဲ့ရတဲ့အတွက်ရုန်းကန်ရမယ့်လူငယ်တွေအတွက်ကျွန်တော်အတွေ့အကြုံတွေကိုပြောပြခြင်းတယ်ကျွန်တော်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့ငစွန်းဆိုတဲ့မြို့နယ်တဲကကုလရွာဆိုတဲ့ရွာကအမေရောအဖေရောနှစ်ဖက်ဘိုးဘွားတွေရောအဲ့ဒီရွာကဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ချက်မြုပ်ကရွာကဖြစ်ပါတယ်ဒါပေမဲ့လို့ကျွန်တော်မိဘနှစ်ပါးမှာကျွန်တော်မွေးခင်ရှေ့ကတူမင်းလေးတယောက်မွေးခဲ့တယ်လို့ကျွန်တော်သိရပါတယ်ဒါမဲ့ဒီတူမင်းလေးကမွေးပြီးလပိုင်းနဲ့ပဲအဖတ်မတင်ဘူးကွယ်လွန်သွားပါတယ်ကွယ်လွန်သွားပြီးတဲ့နောက်မှာကျွန်တော်ကိုဒုတိယကိုဝင်အဖြစ်ရတဲ့အချိန်မှာကျွန်တော်အမေရောအဖေရောဒီကိုဝင်ကိုဖူးဖူးပုတ်ပေါ့အရန်လူကျင်ကြတယ်ပေါ့ဗျာကျွန်တော်အမေဆိုဘယ်လောက်ထိဒီကိုဝင်တဲ့ကလေးကိုမမွေးခင်မမြင်ခင်တည်းကမေတ္တာသက်ဝင်နေလဲဆိုရင်ဒီကလေးအဖတ်တင်ဖို့အတွက်ကိုဝင်ကြီးနဲ့နေစီရဲစီကြီးနဲ့ကျွန်တော်အမေကရေတရားတွေလုပ်ခဲ့တယ်ဘာရေတရားလဲဆိုတော့အဲ့ဒီတုန်းကကျွန်တော်ရွာမှာရောက်နေတဲ့စင်ကြီးတကောင်ရဲ့1 byte အောက်ကဟိုဘက်ဒီဘက်3ကောက်ဖြတ်လျှောက်အောင်မယ်ဆိုတော့ထူးဆန်းတဲ့ရေတရားပါပဲအဲကျွန်တော်အမေကခြေပြားလက်ပြားကြီးအင်းကြီးအောင်စင်ကြီးကိုကြောက်ပေမဲ့လို့ဒီဝင်းနဲ့လွှတ်ထားတဲ့ကလေးကိုချစ်တဲ့ဇောနဲ့အဲ့ဒီစင်ကြီးအောက်က3ကောက်ပြည့်အောင်ဖြတ်လျှောက်ခဲ့တယ်ဖြတ်လျှောက်ခဲ့ပြီးတဲ့နောက်ကျွန်တော်ကိုမွေးတယ်ဒါကြောင့်ကျွန်တော်မွေးလာတော့ကျွန်တော်အမိကိုစင်ပေါက်လို့နာမည်ပေးတယ်ဒါကျွန်တော်အမိကရှင်းပြတာပါမွေးလာတော့ကလေးကယောက်ျားလေးဖြစ်နေတော့အမေကကျွန်တော်ပညာတတ်ဖြစ်စေချင်တယ်ယောက်ျားလေးဆိုတော့အဲရွာမှာနေတော့ပညာတတ်ဖြစ်ဖို့မလွယ်ဘူးဟဲ့ဆိုပြီးတော့လင်မယားနှစ်ယောက်တိုင်ပင်းပြီးတော့ကျွန်တော်ရွာနေပြီးတော့မန္တလေးကိုပြောင်းလာကြတယ်မန္တလေးမှာမြို့လေကောင်မှာပဲဘယ်နှခုနှစ်လောက်ရှိမလဲဆိုတော့48ခုနှစ်လောက်ပေါ့နော်မန္တလေးကိုပြောင်းလာပြီးတော့မန္တလေးလူကုန်တန်းနေမြို့လေကောင်ကြတဲ့83လမ်း35လမ်းတောင်ဆိုတဲ့နေရာမှာနေကြတယ်နေပြီးတော့တောသူတောင်သားတွေဖြစ်လေတော့အလုပ်လေကြိုးစားတယ်ကျွန်တော်မေကကိုစိုးစံကြီးထွက်ကျွန်တော်အဖေနဲ့တင်မယားနှစ်ယောက်ဒူးဒူပေါင်ဘက်အလုပ်လုပ်လိုက်တာ3-5နှစ်အတွင်းမှာစီးပွားရေးတော်တော်ဖြစ်တယ်လို့ပြောပါတယ်
အဲ့ဒီ3 5လေးအတွင်းမှာပဲနောက်ထပ်လဲကလေးတယောက်မွေးတယ်ကျွန်တော်ရဲ့အောက်ကကျွန်တော်ညီယောက်ျားလေးနောက်တယောက်မွေးတော့ကျွန်တော်တို့ညီကို2ယောက်ဖြစ်လာတယ်အဲ့တော့ကျွန်တော်တို့အရွယ်ရောက်လို့ကြောင်းထားရမယ့်အချိန်ရောက်လာတဲ့အခါမှာအမေကပထမတော့မေယိုးဖလာတိုင်းဘုန်းကြီးကျောင်းမှာထားပါတယ်ပေါင်းလိုက်တိုက်လို့ခေါ်ပါတယ်အဲ့ဒီပေါင်းလိုက်တိုက်မှာတစ်နှစ်လောက်ထားပြီးအတန်းကျောင်းပြောင်းလိုက်တော့ဖြစ်ချင်တော့ကျွန်တော်တို့နေတဲ့ရက်ွက်ကမွတ်စလင်ရက်ွက်ဖြစ်နေတော့ရက်ွက်ထဲမှာရှိတဲ့မူဒါတန်းကျောင်းကပလီမာဖွင့်ထားတာဆိုတော့ကျွန်တော်တို့ကအဲ့ဒီပလီမာကျောင်းသွားတက်ရတယ်အဲ့ဒါကိုကျွန်တော်အမေကမကျေနပ်နိုင်ဘူးပေါ့လေဒီတဲ့ပိုကောင်းတဲ့ကျောင်းထားမယ်ဆိုပြီးတော့အံ့ဩလိုက်တာကျွန်တော်မေးဘုန်းကြီးကျောင်းစာလောက်သာတက်ပါတယ်အတန်းပညာဘာပညာမှမတက်ပါဘူးဒါပေမဲ့လို့မန္တလေးမှာအကောင်းဆုံးကျောင်းကဘယ်ကျောင်းလဲလို့ကျွန်တော်တို့အိမ်နဲ့မြင်းချင်းဆိုင်တိုက်ကြီးမှနေတဲ့ကျွန်တော်တို့ရဲ့ရင်းနှီးနေတဲ့ကျောင်းသားကြီးတယောက်ကိုအမေမေးပါတယ်မေးတော့မန္တလေးမှာနာမည်ကြီးတဲ့ကျောင်းက2ကျောင်းပဲရှိတယ်ဟိုးမြောက်ပြင်မှာစိန့်ပီတာရှိတယ်ဟောဒီတောင်ပြင်မှာတော့ဖတ်တယ်လဖုံးရှိတယ်ဒါနဲ့ကျွန်တော်မေကအဲ့ကျောင်းသားကြီးကိုနားပူတော့တာပဲဖတ်တယ်လဖုံးကျောင်းထားခြင်းတယ်ဆိုပြီးတော့ဖတ်တယ်လဖုံးကျောင်းကိုကျွန်တော်တို့ညီကို2ယောက်ကိုထားပါတယ်ကျွန်တော်တို့အဲ့ဒီကျောင်းမှာနေတော့မူလာတန်းအဆင့်ပြီးလို့မန္တလေးမှာကျွန်တော်တို့ရောက်တာ50နှစ်ကြာတဲ့အချိန်မှာကျွန်တော်တို့လည်းမူလာတန်းအဆင့်လောက်ပြီးတဲ့အချိန်မှာကျွန်တော်တို့မိသားစုမှာမုံတိုင်းတစ်ခုစပွဲမှာလေအဲ့ဒါကတော့အထက်အညာကိုကူးကြည်တန်းကြည်ကုံတယ်လုပ်နေတဲ့ကျွန်တော်အဖေကအထက်အညာအင်းရွာမှာနောက်အိမ်ကြောင်ကျသွားတာပါပဲနောက်အိမ်ကြောင်ကျသွားတဲ့အချိန်ကစပြီးကျွန်တော်အဖေကပြန်မလာတော့ဘူးမန္တလေးအဲ့တော့မန္တလေးမြို့ကြီးမှာကျွန်တော်တို့ကသားမိ3ယောက်ပဲကျန်တယ်ကျွန်တော်အမေရဲ့ကျွန်တော်ညီရဲ့ကျွန်တော်ရဲ့3ယောက်ပဲကျန်တယ်ကျွန်တော်အမေကအဲ့ဒီ3ယောက်ရဲ့ဝင်ကိုသူထမ်းရှာပါတယ်ဒါပေမဲ့အိမ်အောင်ပြိုကွဲသွားတဲ့အမျိုးသမီးတယောက်ရဲ့ခံစားချက်ဘလောက်ခံစားရတယ်ဘလောက်အပူရုပ်ကိုဟန်လုပ်ပြီးဖုံးမိမဲ့ပြုံးရင်းနဲ့မျက်ရည်လဲနေရတာကျွန်တော်ကသိတတ်တဲ့အရွယ်ဆိုတော့သိပြီအိမ်အောင်ရဲ့တန်းအိမ်အောင်ရဲ့ဖိနှိပ်မှုတန်းစိတ်မချမ်းသာမှုတွေများလာလို့လားမသိပေါ့ကြာတော့အိမ်ရဲ့စီးပွားရေးလည်းပြက်လာတယ်မိမတယောက်တည်းဥဆောင်တဲ့အိမ်ဆိုတော့စီးပွားရေးတွေပြက်လာပြီးကျွန်တော်တို့အဲ့ဒီချိန်တုန်းကအိမ်4-5လုံးလောက်ပိုင်နေတဲ့အိမ်ကြီးလည်းအကုန်ကုန်နောက်ဆုံးဈေးဆိုင်ကြီးလည်းပြုတ်ပြီးတော့ကျွန်တော်တို့ကမန္တလေးအဲ့ဒီမြို့လေကောင်နေရာကနေပြီးတော့မြတ်ပတ်ရဆိုတဲ့ဂျောင်ကြကြအရက်တစ်ခုကိုပြောင်းမှာအဲ့ဒီပြောင်းတဲ့အချိန်မှာကျွန်တော်8တန်းရောက်နေပါပြီအဲ့ဒီမှာပြောင်းပြီးတော့လဲကြာရှည်ဆက်မနေနိုင်ပါဘူး9တန်းလဲရောက်ရောနောက်တနေရာပြောင်းရပြန်တယ်ပိုဂျောင်ကြတဲ့နေရာရောက်သွားပါတယ်ဒေဝွန်ပဲဗုဒ္ဓန်ဆိုတဲ့နေရာရောက်သွားတယ်အိုးအိမ်ကဆုတ်ချလိုက်တာအိမ်ကြီးအလုံးရဲ့နောက်ဖေးအဲ့ဒီနောက်ဖေးမှာရှိတဲ့မြေကွက်လက်လေးမှာအိမ်လေးအိမ်ကအပြင်ထွက်လိုက်ရင်မယိုသေးစကားပတ်ပတ်လက်မှာအိမ်သားတွေကြီးပဲသူများအိမ်ရဲ့အိမ်သားတွေနောက်ဒီနေရာကမြေအနှိမ်ဆုံးဖြစ်တော့မိုးရွာလိုက်ရင်ရှိသမျှမိုးရေကဒီအိမ်ထဲမှာရောက်ဆင်းရဲလိုက်တဲ့ဘဝနှုံချလိုက်တဲ့ဘဝပေါ့နော်အဲ့ဒီအချိန်မှာကျွန်တော်အမေကရရအလုပ်လုပ်ရတဲ့အခါမှာဘာလုပ်ရလဲဆိုတော့မန္တလေးထီးရန်တန်းဈေးအဲ့ဒီဈေးမှာမနေ့ပိုင်းလေးကိုကြက်တုံကိုဘန်းလေးနဲ့ထည့်ပြီးတော့ရောင်းရပါတယ်အဲ့ဒီရောင်းရတဲ့ပတ်စံလေးနဲ့ကျွန်တော်တို့ကိုကြောင်းထားဆက်ထားတာပေါ့လေဒါပေမဲ့ဘယ်လိုလုပ်ရမလဲတာတာယူကျောင်းဆိုတော့ကျောင်းသားကအဲ့ဒီတုန်းကတယောက်ကို15ကျပ်ပေးရတယ်ညီကို2ယောက်ဆိုတော့30ဒီ30ကိုအမေမပေးနိုင်ဘူးကျွန်တော်တို့ကကျောင်းမှာနေ့စဉ်နေ့တိုင်းလူကျောင်းသားကမပေးရတဲ့လူမတ်တရက်ဆိုရင်ကျွန်တော်တို့ညီကို2ယောက်က license ဝယ်ထားတာပဲအမြဲရရတယ်ကြာတော့ကျွန်တော်ဆရာဟိုဒီနေ့ကမှကွယ်လွန်သွားတဲ့ဆရာဦးမြတ်တောင်းက
ရက်ဆိုရင်ကြည့်လိုက်ရင်ကျွန်တော်ညီကိုညောရက်ရင်သူပြောနေကြစကားနားရမှာထွက်ဘူးထွန်းလွင်မင်းလုတ်ပြန်ပြီးနှုတ်ကြီးပဲမတတ်နိုင်ဘူးလေပေးမှမပေးနိုင်တော့အဲ့ကိုရမ်းမှာအဲ့လိုနေနဲ့မရရအဖြစ်ပြတစ်ခုကျွန်တော်ဖြစ်ခဲ့တယ်အဲ့ဒါဘာလဲဆိုတော့ဈေးရောက်သွားတဲ့အမေကိုမနဲ့အစိုးရကျွန်တော်ကစပင်းကယ်ရီယာလေးပေါ်မှာတင်ပြီးတော့လိုက်ပို့ရတယ်ဈေးကိုလိုက်ပို့ရတယ်ကျွန်တော်လိုက်ပို့ရတဲ့အချိန်ကမနဲ့4 နာရီလောက်မသိဘူးပေါ့လေအမေကသွားမယ်ဆိုတော့လိုက်ပို့ရတာပေါ့မန်လီဆောင်းတွင်ဆိုတော့အေးလိုက်တာခိုက်တုံအောင်ချမ်းအဲ့မှာအမေကိုနောက်ကကယ်ရီယာလေးပေါ်တင်ဘိန်းကြီးနဲ့လိုက်ပို့တရက်လည်းမဟုတ်2 ရက်လည်းမဟုတ်ကြာလာတော့အမေကိုမေးမိရအမေရဲ့လို့ဈေးကမနဲ့လင်းမှဝယ်တဲ့လူတွေလာတာပဲလို့ဆောင်းတွင်ဆိုတော့9 နာရီလောက်မှလူစီတာပါလို့အမေကဘာဖြစ်လို့မနဲ့4 နာရီလောက်ကြီးထားသွားတာတုံးလို့ကျွန်တော်မေးလိုက်တော့ကျွန်တော်အမေကပြောရှာတယ်တားတဲ့အမေကဒီကနေ့ရောင်းမဲ့ကြက်သွန်အာလူးကိုမန္တလေးပွဲစားတန်းကပွဲယုံကဝယ်ရတာတဲ့မန္တလေးမှာရှိတဲ့ပွဲယုံတွေကမနဲ့စောစောဈေးဥပေါက်ဆိုရင်နည်းနည်းလျှော့ရောင်းနေတမတ်တို့10 ပြားတို့ပေါ့နော်လျှော့ရောင်းနေအဲ့ဒီဈေးဥပေါက်လျှော့ဈေးလေးကိုမိအောင်သူများတဲ့ဥအောင်တွားရတာရင်ထဲမှာနာလိုက်တာအော်ဆင်းရဲခြင်းဟာတစ်ဆိုးပါလားဆင်းရဲတဲ့ဘဝများတင်နှုံချပါလားအဲ့ဒီအတွေ့လေးကိုရန်ကြောင့်သားကျွန်တော်ခေါင်းထဲမှာဝင်လာပြီးတော့ကျွန်တော်ဒီဘဝနေပြီးလွတ်မြောက်ခြင်းနဲ့ဆင်းရဲတဲ့ဘဝကလွတ်မြောက်ခြင်းနဲ့အာကိုအာဒါကိုကြည့်လိုက်တာဘာမှလည်းအာကိုအာဒါမရှိဆွေမျိုးအတိုင်းဝိုင်းမရှိမိဘကြောတော့နောက်ခံမရှိကူညီမဲ့သူမရှိအဲ့တော့အာကိုစရာတစ်ခုပဲတွေ့တယ်အဲ့ဒါဘာလဲဆိုတော့ငါစာတော်ရမယ်အဲ့ဒီစိတ်ကိုကျွန်တော်စဝင်ပါတယ်စဝင်တဲ့အတွက်အဲ့ဒီကိုယ်တမ်းမှာပဲကျွန်တော်မန္တလေးခရိုင်တင်ချာလူကြီးကျွန်းမြန်မာနိုင်ငံလုံးဆိုင်ရာတင်ချာလူကြီးကျွန်းပညာရေးမှာကျွန်တော်ထွန်းပေါက်ခဲ့ပါတယ်ထွန်းပေါက်ပြီးတော့ကိုယ်တမ်းလည်းကျွန်တော်အောင်ပါတယ်ဂုဏ်ထူးတွေနဲ့အောင်ပါတယ်10 ရန်းကြတော့ကျွန်တော်ကျောင်းဆက်မတက်နိုင်တော့ဘူးဒီကျောင်းသားကပြဿနာကျွန်တော်မဖြေရှင်းနိုင်ဘူးဒါပေမဲ့လို့ကျွန်တော်ကျောင်းကဆရာတွေကကျွန်တော်ပညာရေးထူးချွန်တာသိတော့10 ရန်းပြီးအောင်ကျောင်းဆက်တက်ဖို့ကျောင်းကဘုန်းတော်ကြီးတွေကိုကျောင်းသားကလွန်ငင်းခွင့်တော့ပြောတော့ဘုန်းတော်ကြီးတွေကလည်းခွင့်ပြုပါတယ်အဲ့ဒါတော့ကျွန်တော်10 ရန်းမှာကျောင်းသားကလွန်ငင်းခွင့်နဲ့ကျောင်းတက်ခွင့်ရတဲ့အတွက်ကြောင့်10 ရန်းကိုကျွန်တော်ပြီးအောင်တက်ခဲ့ပါတယ်ဆယ်တန်းကို65ခုနှစ်မတ်လမှာဖြည့်ပြီးတဲ့နောက်မဖြည့်ခင်တည်းကဆုံးဖြတ်ပြီးသားပါငါအလုပ်လုပ်တော့မယ်ဆိုပြီးတော့ဆုံးဖြတ်ပြီးတော့ဆယ်တန်းတော့ပြီးအောင်ဖြည့်လိုက်တယ်ဖြည့်ပြီးကြတယ်အလုပ်ရှာတယ်အလုပ်ရှာတော့မတ်လစာမွေးပြီးရအလုပ်ရှာလိုက်တာမေလကြာအလုပ်ရအဲ့ဒီရတဲ့အလုပ်ကမိုးလေဝသရုံဖြစ်ပါတယ်အလုပ်စလုပ်တဲ့ရက်က65ခုနှစ်မေလ3 ရက်ကျွန်တော်အသက်18 နှစ်4 လသားအရွယ်တည်းကကျွန်တော်ဝန်ထမ်းဖြစ်လာပါတယ်အဲ့ဒီတော့ကကျွန်တော်ရတဲ့လကတစ်လကို126 ကျပ်ပါဒါပေမဲ့126 ကျပ်ကစားလောက်တယ်ကျွန်တော်တို့မိသားစု3 ယောက်စားလောက်တယ်အဲ့ဒီအလုပ်ရကြတဲ့ကပထမဦးဆုံးကျွန်တော်လုပ်တဲ့အလုပ်ကတော့ကျွန်တော်မိကိုဈေးမရောင်းခိုင်းတော့ပါဘူးမိမရောင်းနဲ့တော့အိမ်မှာပဲနေအဲ့တော့ကျွန်တော်မိဈေးမရောင်းတော့ပါဘူးကျွန်တော်ဘဝရဲ့အလှည့်အပြောင်းဖြစ်ကံလဲကောင်းလာခဲ့တယ်လို့ပြောရပါမယ်ဆန်းဆန်းမွေးကျွန်တော်အောင်ပါတယ်ဒါပေမဲ့အလုပ်တစ်ဖက်နဲ့တော့တက္ကသိုလ်မတက်နိုင်တော့တက္ကသိုလ်မတက်နိုင်ပေမဲ့ကျွန်တော်အောင်တဲ့နှစ်ပါပဲမန္တလေးဝိဇာသိပ္ပံတက္ကသိုလ်ကရန်ကုန်မှာရှိတဲ့လုံသားကောလိပ်လို့သင်တန်းဆက်ဖွင့်ပါတယ်ဒါပေမဲ့သူကလုံသားကောလိပ်လို့တော့နာမည်မပေးဘူးတိုးချက်ညနေသင်တန်းတဲ့စဖွင့်တော့ကျွန်တော်ပညာရေးဟာတပိုင်းကျစားမဖြစ်ပါဘူးအောင်ပြီးတာနဲ့မန္တလေးတက္ကသိုလ်မှာအလုပ်လုပ်ရင်းကျွန်တော်ကျောင်းတက်ပါတယ်အလုပ်လုပ်ရင်းကျောင်းတက်တဲ့အတွက်ကျွန်တော်9 နှစ်တက်ရပါတယ်ယူပဗေဒသိပ္ပံဘွဲ့ရပါတယ်အတန်းတိုင်း
ဘာသာစုံဂုံတူးနဲ့အောင်နေအဲ့ဒီမှာဘွဲရတဲ့နှစ်မှာဘဝအတွက်ဆုံးဖြတ်ရခက်တဲ့ကိစ္စတစ်ခုနဲ့ကြုံခဲ့ရတယ်။ဘာလဲဆိုတော့တက္ကသိုလ်မှာ9နှစ်တက်လာတော့တက္ကသိုလ်ကဆရာကြီးကကျွန်တော်ကိုချစ်ကြပြီ။ကြိုးစားတာလည်းသိစာတော်တာလည်းသိတော့ကျွန်တော်ရဲ့ဆရာရင်းဗမောက္ခဌာနမှူးဦးကျော်မြင့်နောက်ပိုင်းမှာတော့အထက်တန်းပညာဦးစီးဌာနမှာညွှန်ကြားမှုချုပ်ဖြစ်တဲ့ဆရာကကျွန်တော်ကိုတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်ပါတယ် demonstrator လုပ်ဖို့ခေါ်ပါတယ်အဲ့ဒီ demonstrator ဆိုတာလွန်ကုန်ရှိတဲ့အလုပ်ပါဒီတဲ့ပို့ပြီးတော့ပြောရရင်တော့မိုးလေဝသမှာကျွန်တော်လုပ်နေတဲ့ယာဒူးတဲ့တက္ကသိုလ်တရုတ်ပြဆရာယာဒူးကယာဒူး2ဆင့်ပို့ပါတယ်လူတရားမှာ69ယောက်ကတော့ဝင်းတာအရာနဲ့တွားဟေးကောင်မင်းတွားလို့တက္ကသိုလ်တွားလို့တော့တက္ကသိုလ်ဆိုတာအကျေကြီးกว่าဂုံလေးရှိတယ်ပညာတွေလည်းဆက်တင်လို့ရတယ်မင်းတွားလို့ပြောကြတော့ကျွန်တော်လည်းတွားလို့ဖို့စိတ်ကူးမိပါတယ်အဲဒါပေမဲ့လို့ကျွန်တော်မိုးလေဝသရုံစဝင်တော့ကျွန်တော်ကိုအလုတ်ခန့်ပေးခဲ့တဲ့ကျွန်တော်ဆရာကြီးဦးလာကိုကျွန်တော်တော့ခွန့်တောင်းပါတယ်ဆရာကျွန်တော်တို့ဆရာဦးကျော်မြင့်ကတက္ကသိုလ်မှာဆရာလုပ်ဖို့ခေါ်နေပါပြီကျွန်တော်တွားရမလားဆရာကိုမေးတော့ဆရာမျက်နှာပြတ်သွားပါတယ်ပြတ်သွားပြီးတော့ဆရာကျွန်တော်ရင်ထဲမှာဆွဲညှိသွားနိုင်တဲ့စကားတစ်ခွန်းပြောပါတယ်ဘာပြောလဲဆိုတော့ဆရာမင်းကငါဥပဒေရတော့မတားနိုင်ပါဘူးကွာဘာကြောင့်လဲဆိုတော့ဒါမင်းရဲ့ right ပဲမင်းလုပ်လို့ရပါတယ်ဥဒေရဒါပေမဲ့ဆရာမင်းကိုမေတ္တာနဲ့တော့တားခြင်းနေမိုးလေဝသမှာလုပ်ပါဒီမှာကျွန်တော်ပြောခြင်းတဲ့စကားရောက်လာပါတယ်ကျွန်တော်မိုးလေဝသမှာပဲလုပ်ခဲ့ပါတယ်မပြောင်းပါဘူးတက္ကသိုလ်ဘာကြောင့်လဲလို့မင်းရင်မိုးလေဝသယုံဟာကျွန်တော်ငတ်တုံးကကြွေးကြတဲ့ယုံဖြစ်လို့ပါပဲကျေးဇူးတရားကျွန်တော်ဘက်မှာရှိတယ်ဒီကျေးဇူးကိုငါဆက်မယ်ဒီစိတ်နဲ့ကျွန်တော်နေခဲ့ပါတယ်လောကမှာကျေးဇူးမကမ်းမှုအရေးကြီးပါတယ်အဲ့ဒီကျေးဇူးကကျွန်တော်ကိုအကျိုးပေးပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်အဲ့ဒီလိုတက္ကသိုလ်ကိုမသွားဘဲနဲ့မိုးလေဝသရုံးမှာလှုပ်လိုက်တာကိုကျွန်တော်ဆရာကြီးဦးလအပါဝင်မိုးလေဝသရုံးရဲ့လူကြီးများကအလွန်အားရကျေနပ်မှုရှိကြတယ်အဲ့ဒါကြောင့်သူတို့ကကျွန်တော်ဘဝတိုးတက်ရေးကိုသူတို့ဘာသာသူတို့စဉ်းစားကြတယ်အဲ့ဒီစဉ်းစားတဲ့အတွက်ဘွဲ့ရပြီး2နှစ်အကြာမှာကျွန်တော်အမေရိကန်နိုင်ငံကိုပညာသင်သွားရပါတယ်ကျွန်တော်အသက်25နှစ်ပဲရှိပါသေးတယ်အဲ့ဒီတုန်းကအမေရိကန်ပညာသင်သွားတာဟာအလွန်ရှားပါတယ်ပြောရရင်တော့ပထမဦးဆုံးသွားတဲ့သူတွေထဲမှာကျွန်တော်အပါဝင်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်1983ကဖြစ်ပါတယ်အဲ့ဒီချိန်မှာအမေရိကကိုရောက်တယ်သိပ္ပံဘွဲ့မိုးလေဝသအတွက်သွားတယ်တက္ကသိုလ်ကပြောတယ်မင်းဘာလို့သိပ္ပံဘွဲ့လုံးမလဲမင်းဗမာပြည်မှာသိပ္ပံဘွဲ့ရပြီးသားပဲမင်းသိပ္ပံဘွဲ့ကိုဒီလောက် flying color စီနဲ့အောင်ထားတာဘာလို့သိပ္ပံဘွဲ့ထပ်ပြီးလုပ်ပြီးအချိန်ကုန်မလဲမင်းမဟာသိပ္ပံဘွဲ့လုပ်ဆိုပြီးတော့တက္ကသိုလ်ကကျွန်တော်ကို master တက်ခိုင်းပါလေဒါပေမဲ့ကျွန်တော်နိုင်ငံကခွင့်မပြုပါဘူးမရဘူးတဲ့လွတ်တာပဲသင်ရမယ်ကဲလွတ်တာပဲသင်ဆိုတော့လွတ်တာပဲသင်ပေါ့အဲ့တော့ကျွန်တော်ဘာဖြစ်လဲ4နှစ်သင်ရမယ်သင်တန်းကို18လနဲ့ပြီးလာတယ်ကျွန်တော်ပြန်လာတယ်ဒါပေမဲ့အပြန်မှာတော့ကျွန်တော်အဲ့ဒီတုန်းကမြန်မာပြည်မှာအလွန်ခက်ဆန်းနေတဲ့ Toyota Corolla ကားတစ်စီးကိုဝယ်လာခဲ့နိုင်ပါလေစမ်းမြင်ဆွဲ4316 brand new silver metallic ကားကိုကျွန်တော်မန္တလေးကိုတည်သွားပြီးတော့ကားကိုကျွန်တော်ရောင်းပါတယ်ကားကိုကျွန်တော်ရောင်းတော့အဲ့ဒီခက်ကဈေးရင်4သိန်းခွဲရပါတယ်ကားအဲ့ဒီ4သိန်းခွဲကိုကျွန်တော်ကတရီတစ်တာကြီးထဲမှာထည့်ပြီးတော့အမေကိုအပ်ပါလေအပ်ပြီးပါဇက်ကလည်းပြောလိုက်မိအမေလို့သားတို့မဆင်းတော့ဘူးလို့အမေကိုအားရှိအောင်လုပ်ပါအဲ့ဒီလိုပြောပြီး2လလောက်ပဲချပါတယ်
အမေကိုစိတ်ကူပေးနေတဲ့ရက်ွက်တဲ့ဆရာဝန်မိသားစုဆရာဝန်တို့ဖြစ်နေတဲ့ဒေါက်တာမြင့်ဆွေကဒီနေ့ကျွန်တော်ကိုခေါ်ပါတယ်ကျွန်တော်ကိုခေါ်တော့ကျွန်တော်ကသူစေကန်းကိုသွားတော့သူကလက်ထက်မှာဓာတ်မှန်ကြီးကိုကင်ထားပြီးကျွန်တော်ကိုပြောပါတယ်ကိုထွန်းလည်းတော်ရဲ့အဆုတ်မှာအကြောင်းတွေပေါ်နေပြီယောဂကကျွန်းနေပြီတော်ကနေရလိုက်ရင်နောက်ထပ်3လပဲကျွန်တော်မိုးကြိုးပြခံရတယ်လို့ခံစားရပါတယ်ပတ်စံနေရလာပြီး3နိုင်နဲ့အချိန်ရောက်မှကျွန်တော်မေကအသက်မရှိတော့ဘူးဖြစ်နေတယ်ဒါပေမဲ့အာတင်းနေငါမှပတ်စံနေရှိတာပဲငါအမေကိုငါရအောင်ကုမယ်ဆိုပြီးကျွန်တော်ကိုရန်ကုန်ပြောင်းမှုခေါ်နေတာကျွန်တော်ဆရာခေါ်နေတာနှစ်ပေါက်ပြီးကျွန်တော်မပြောင်းမှုမန္တလေးမှာပဲပြကတ်နေတာဒါပေမဲ့အမေကိုစိတ်ကူးကျင်တာနဲ့1989ခုနှစ်မှာအမေကိုခေါ်ပြီးတော့ရန်ကုန်ကိုပြောင်းလာပါတယ်ရန်ကုန်သူ့ဝိနာမှာပဲနေပါတယ်ဒေါက်တာမြင့်ဆွေကမှာလိုက်တယ်ဘုတွန်းလင်ကိုရောက်ရင်တော့ဒေါက်တော်ကိုယူဆိုင်ပါဗျာဒေါက်တော်ယောဂကဒေါက်တော်အလွန်ကြိုက်တဲ့စိတ်လိတ်နဲ့ကွန်းနဲ့မတည့်ဘူးအဲ့ဒီစိတ်လိတ်တွေကွန်းနေတော့မတော့ပါစေနဲ့မစားပါစေနဲ့ဂယူဆိုင်ပါလို့မှာလိုက်ပါတယ်အဲ့ဒါကြောင့်လဲကျွန်တော်ကအမေကိုဂယူဆိုင်ဖို့ကျွန်တော်ရွာကကျွန်တော်ညီမဝမ်းခွဲတယောက်ကိုခေါ်လာအတူလိုက်နေပြီးဖို့ကျွန်တော်ကယုံတရမယ်ဆိုတော့နေမှာမရှိဘူးအိမ်မှာသူတို့တူကြီးနှစ်ယောက်ကိုထားပြီးကျွန်တော်ယုံတက်သူ့ကိုလည်းမှားဂယူဆိုင်ဒါတွေကိုဖွက်ထားအဲ့လိုနဲ့နေလာလိုက်တာတလလောက်လဲကြာရောတနေ့ကျွန်တော်ကယုံရောက်လို့မှမကြသေးဘူးအင်ကညင်မကဖုံးဆက်တော့တာပဲကိုကြီးရဲ့အိမ်ကိုမြန်ဆုံးပြန်လာပါတဲ့ဟာဘာဖြစ်လို့တော့ကြီးတတိလက်သွားလို့ကျွန်တော်ညီမကကျွန်တော်အမေသူ့တော်ကိုကြီးလို့ခေါ်ပါတယ်ကြီးတတိလက်သွားလို့ဟာဘလို့ဖြစ်တော်တော့မနေ့ကအကောင်းကြီးပါဘယ်နဲ့အခုတတိလက်သွားတာတော့အေးငါလာမယ်ဆိုပြီးကျွန်တော်အိမ်ပြန်ပြေးတာပေါ့ဗျာပြန်ပြေးတော့ဟုတ်တယ်ဗျာကျွန်တော်အမေတတိလက်နေတယ်ဟာတတိလက်တာဒီတိုင်းထားလို့ဘယ်ဖြစ်မလဲဆေးုံတင်ပါဖြစ်မှာပေါ့ကဲဆေးုံတင်အောင်လှုပ်ဆိုပြီးတော့ဆေးုံမှာလိုအပ်မဲ့ဖြာတို့စောင်းတို့ခေါင်းအုံးတို့ဓာတ်ဘူးတို့ဖနက်တို့ဒါတွေကိုတရားစီစစ်ပြီးတင်ပြီးတော့လေပင်ကားလေးသွားငါလေပင်ကားလေးပေါ်မှာတင်ပြီးတော့ဆေးုံကြီးကိုပြေးတာပေါ့ဗျာဆေးုံကြီးရောက်တော့ကံကောင်းတယ်ဆေးုံကြီးမှာကျွန်တော်နဲ့ဆယ်တန်းတုန်းကအကြောင်းတွေပဲတကယ်ချင်းဆရာဝန်ဖြစ်နေသူနဲ့တော့တွေ့တော့သူကကဲကွာဆိုပြီးတော့လှုပ်ပြီးလိုက်တော့ကျွန်တော်မင်းဆေးုံတက်ခွင့်ရပြီးတော့ကတင်လဲရရောအဲ့ဒီကနေပေါ်မှာအမေကိုတင်တာပေါ့လေကဲဖြာခင်းအောက်ကဆောင်ရန်လေးခင်းလိုက်အောင်ခေါင်းလေးချကဲအမေကိုပွေတာလေးချဆိုပြီးတော့အမေကိုအေးမိမှစိုးလို့သူ့ကိုစောင်းနဲ့ပတ်ပြီးတော့ယူလာတာ哦ယူလာတော့အဲ့ဒါလေးကိုချပြီးတော့ခေါင်းလေးလေးတင်ပြီးရောကဲအိုက်ပါတယ်အပေါ်ကပတ်ထားတဲ့စောင်းကြီးကိုဖယ်လိုက်ပါအောင်ဆိုပြီးတော့သူ့ဘောပတ်ထားတဲ့စောင်းကြီးကိုကျွန်တော်ဖယ်လိုက်တော့မှကျွန်တော်မှအားတင်သွားပြီးပါဇက်ကလည်းဟာဆိုထွက်သွားတယ်အော်လုံးဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဘာတွေ့လိုက်ရလဲဆိုတော့တတိမရတဲ့ကျွန်တော်အမေကသူများကပွေသူများကစောင်းနဲ့ပတ်ပြီးတော့ဆေးရုံပေါ်တင်ရတဲ့ကျွန်တော်အမေကဆေးရုံပေါ်ရောက်လို့စောင်းကိုလည်းဖယ်လိုက်ရောရင်ခွဲမှာကိုယ့်ရဲ့ကလေးကိုတင်ပြီးတော့လက်ကလေးနဲ့ဒီလိုအုပ်ပြီးတော့တတိမေးကျွန်တော်တွေ့တဲ့အချိန်မှာတော့ဒီတိုင်းလေးပေါ့တတိမေးရဲ့ကလေးဒါပေမဲ့လက်ထဲမှာဘာပါလာလဲကိုယ့်ရင်ပါလာတယ်ကျွန်တော်ကြည့်ပြီးစိတ်မကောင်းဘူးအော်အမေဖြစ်ရလေဗျာဒီကိုယ့်ရင်များဘယ်လိုလုပ်ယူလာတာတော့အော်လုံးလို့ဒါပေမဲ့မပြောတော့ပါဘူး तू ကတတိမိတ်နဲ့ဆိုကဲလှုပ်ထားဆိုပြီးတော့စေယုံမော်တင်လိုက်တာပေါ့ဗျာတင်လိုက်တော့2ရက်လောက်အရကြတော့အမေတက်တာလာပြီဗျထူတောင်ဖြစ်လာပြီစကားတွေဘာတွေလဲပြောနိုင်လာပြီပြောနိုင်လာတော့မျက်နှာလေးကြီးလင်းဖြစ်နေတော့ကျွန်တော်ကဟိုတနေ့ကကိစ္စတတိယဒီကိုယ့်ကိစ္စတော့ပြောမှဖြစ်မယ်ဒါနဲ့အနာကပ်ပြီးတော့အမေကိုကျွန်တော်ပြောတယ်အမေကိုကမစားနိုင်လေအမေနဲ့မတည့်ဘူးကျွန်တော်မြင်ဘာမပြောဘူးမလုပ်ဘူးအမေကွန်းနေအဲ့လိုစားနေရင်ဆေးတွေကဘယ်တိုးတော့မလဲမေရဲ့
လှုပ်ဘူးအမေကွန်းအဲ့လိုစားနေရင်အမေအသက်တုံမှာပေါ့အဲ့ဒါလေမလှုပ်ဘူးဗျကဲမထူးဘူးကွာလို့ဒီတခါတော့အမေကိုတော့နောက်ဆုံးစကားအပြတ်ပြောလိုက်တာကောင်းမယ်ဆိုပြီးတော့စိတ်ကိုဆုံးဖြတ်ပြီးကျွန်တော်အမေကိုပြောလိုက်ပါတယ်ဘာပြောလိုက်လဲဆိုတော့အမေရဲ့လို့အမေကြိုက်လို့ယူထားတဲ့အဖေကိုတော့အမေပြစ်နိုင်သေးတာဘာဖြစ်လို့ကွန်းကမပြစ်နိုင်ရတာတုံးလို့ကျွန်တော်အဲ့လိုမေးပါတယ်အဲ့လိုလည်းပြောလိုက်ရောကျွန်တော်အမေကလေလှုပ်ရှားဖြစ်လာတယ်လှုပ်ရှားဖြစ်လာပြီးကျွန်တော်ကိုစကားပြန်ပြောတယ်ဘာပြောလဲဆိုတော့မတူဘူးသားရဲ့မင်းအဖေကိုအမေယူတော့အမေအသက်က30ရှိပြီကောင်းကအမေ15နှစ်သမီးကျန်ကစားလာတာကောင်းကမှအမေရဲ့ငယ်ကြီးတဲ့အဲ့ဒီစကားလေးကိုပြောပြီးကျွန်တော်မေတည်တဲ့ထိကွန်းကိုဖြတ်မသွားပါဘူးအဲ့နောက်မကြခင်ကွယ်လွန်သွားပါလေဒါပေမဲ့လို့စိတ်ထဲမှာဖြေစရာတစ်ခုရှိတာကတော့မန္တလေးကဆရာဝန်က3လလောက်ခံမယ်ဆိုတော့ကျွန်တော်မေဟာကျွန်တော်လက်ပေါ်မှာ2နှစ်လောက်နေသွားရပါတယ်သို့တော့သူကွယ်လွန်တဲ့အချိန်မှာကျွန်တော်ကယာဒူထန်ဒရာရှိပြီနိုင်ငံသားပြန်ဖြစ်နေပြီတင့်ကိုကျွန်တော်ထူထောင်ထားပြီဒီချိန်ကျမှကျွန်တော်အမေကွယ်လွန်သွားတာခဏချိန်ထိကျွန်တော်ရင်ထဲမှာမချိပါဘူးအဲ့ဒါကြောင့်ဒီနေ့လူငယ်တွေကိုပြောချင်တာမိဘဂျေစုသိပါမသိခင်မှာမိဘကိုပြုစုပါဒါလေးအရေးကြီးရထင်လို့ကျွန်တော်ပြောပြခြင်းဖြစ်ပါတယ်အိမ်တော်ရင်းမှာလည်းဒီတိုင်းပါပဲကျွန်တော်အမေရိကကိုပညာသင်သွားတော့အဲ့ဒီမှာကျွန်တော်မြန်မာမိသားစုတစုနဲ့တွေ့တယ်အဲ့ဒီမြန်မာမိသားစုကအဲ့ဒီတုန်းက Voice of America မှာအလုပ်လာလုပ်နေကြတဲ့မြန်မာအတန်ကဝန်ထမ်းတွေဖြစ်ပါတယ်အဲ့ဒီဝန်ထမ်းမိသားစုဟာနောက်တစ်ချိန်မှာတော့ကျွန်တော်ရဲ့ရောက်ခမတွေဖြစ်လာမဲ့မိသားစုပါပဲအဲ့ဒီမှာကျွန်တော်ဇနီးလောင်းကိုကျွန်တော်စတွေ့ပါတယ်ကျွန်တော်စတွေ့တဲ့အချိန်မှာ तू က14နှစ်လောက်ရှိပါသေးတယ်အဲ့တော့တမျိုးတော့မထင်ပါနဲ့ကျွန်တော်14နှစ်သမီးကိုဘာမှမလုပ်ပါဘူးကျွန်တော်စတွေ့ခဲ့တာပါစတွေ့ပြီးခုနပြောသလိုကျွန်တော်2နှစ်လောက်နေတော့မြန်မာပြည်ပြန်လာတယ်သူတို့ကကြံရင်ခဲ့တယ်ဘာလို့သူတို့ကအလုပ်က9နှစ်ဆိုတော့ကြံရင်ခဲ့တယ်ကျွန်တော်မန္တလေးပြန်သွားတယ်မန္တလေးမှာနေသေးတယ်နောက်အမေကိုဈေးကူဖို့ရန်ကုန်ကိုပြောင်းလာတယ်ပြောင်းလာပြီးတော့ကျွန်တော်ကရန်ကုန်ရောက်တော့မှ assignment ပြီးလို့ပြန်လာတဲ့ကျွန်တော်ရောက်ခမမိသားစုနဲ့ကျွန်တော်ပြန်တွေ့ပါတယ်ပြန်တွေ့တဲ့အချိန်မှာကျွန်တော်ဇနီးလောင်းဖြစ်လာမဲ့လက်ရှိကျွန်တော်ဇနီးဟာအသက်19နှစ်လောက်ရှိနေပါပြီလှတာပေါ့ဗျာမဟုတ်လားလှတော့လေကလေးမလေးကကြိုက်တာပေါ့နော်သူကကြိုက်တာပါနော်ခုချိန်ကြီးကျွန်တော်တို့လင်မယားနှစ်ယောက်မှာရည်စားစကားမသူယုံရင်စပြောတယ်ဆိုတာကိုခုချိန်မသေးခွဲဘူးကျွန်တော်တို့နော်အဲ့တော့ကြိုက်လို့ယူလိုက်တာပေါ့ရတဲ့အချိန်ကြီးလိုက်တော့အမေစာကျိုးလက်ကြိုက်သားဗျဒွေကျူလေးတူရဲ့သူ့ကိုယူတော့ကျွန်တော်အသက်30အသက်30ကိုဒွေကျူတော့15ကိုလေးတူတော့19သူ19ကျွန်တော်30ကျွန်တော်တို့အိမ်အောင်ကြလာတယ်ဘာလို့ယူလိုက်တာလဲမိဘပေးစားတာလားမဟုတ်ဘူးကိုကြိုက်လို့ကိုယူလိုက်ကြတာဒါပေမဲ့အချိန်လုံလောက်အောင်ယူပြီးတော့တယောက်ကြောင်းတယောက်သိအောင်တော့ဘယ်လုပ်ခဲ့နိုင်မလဲကျွန်တော်တို့တွေ့ဆုံချိန်ကတော့နေခဲ့တာပေါ့ချစ်လို့ယူလိုက်တဲ့အတွက်ယူပြီးတဲ့နောက်အိမ်တော်ကြီးဟာအရန်ကိုပျော်စရာကောင်းပါတယ်ဒါပေမဲ့အိမ်တော်တို့ရဲ့ထုံးစံတိုင်းသမီးလေးတယောက်ရပြီး2နှစ်3နှစ်လောက်ကြာတော့သူနဲ့ကျွန်တော်နဲ့ကွာခြားချက်တွေကအတော်များတာ哦အတော်များဆိုဘာမှကိုမတူတာ
ဥမာကျွန်တော်ကတချင်းကြိုက်တယ်ဘသူကြိုက်လဲစန္ဒယာချစ်ဆွေမမအေးမေလမြိုင်ကြိုက်တာပေါ့ကျွန်တော်အရွယ်နဲ့ကျွန်တော် तू ကအဲ့ဒါဒီနားကိုမထောင်ဘူး तू ကတော့ဇော်ဝင်းထွန်းမလွှမ်းမိုးမဝိတုတွေဖတ်တယ် तू လည်းဝိတုဖတ်ကျွန်တော်လည်းဝိတုဖတ်ကျွန်တော်ကဝိတုကိုကြိုက်တာတာဓုတို့အောင်လင်းတို့တကုံရွှေများတို့ तू ကတော့ဂျူးမှာဂျူးဟာလူတွေဆက်ဆက်နေနေရကြတော့လေကျွန်တော်ကတော့လာတဲ့ကောင်ဆိုတော့လူတွေကိုသိအာနာတတ်တာကိုတော့တော်ရုံတန်ရုံဟာဆိုကျွန်တော်မပြောဘူးတီးခံနေ तू ကတော့အမေရိကန်မှာအထက်တန်းကျောင်းပြီးလာတဲ့လူဆိုတော့အမေရိကန်စတိုင်ပေါ့ဗျာပြက်တာပေါ့မဟုတ်ဘူးလားပြောစရာရှိလဲဘွင်းမင်းမပြောချရတာဟာကျွန်တော်မှအားရနာညှိ၍ယူရတဲ့ကာလန်ကြီးကများတဲ့များလာတာဒီလိုနဲ့ကျွန်တော်တို့အိမ်အောင်တော်ကြာလာတော့တနေ့ကျတော့အဲ့ခန်းထဲမှာနှစ်ယောက်ထိုင်နေရင်းနဲ့ကျွန်တော်ဇနီးကိုပြောမိပါတယ်လူတွေကပြောကြတယ်ကွာလို့မင်းနဲ့ငါနဲ့ကနိတ်နံမတူဘူးလို့ပြောကြတယ်သူကဆွေတာလေးထိုးနေရကနေပြီးတော့ဟုတ်လားတဲ့အေးစစ်စစ်ပါသူကဟုတ်လားအေးဟုတ်တယ်မင်းကကြာတဲ့ပတိငါစနေနိတ်နံမတည့်ဘူးကြည့်ပါလားငါကတချင်းဆိုရင်စัญญาချစ်ဆွေတွန်နေသိမ့်တန်မင်းကဇဝန်းထော့လွှမ်းမိုးဝိတုဆိုရင်ငါကတာဓုတကုံရွှေများရွှေတောင်းမင်းကဂျူးမှာဂျူးလူတွေဆိုရင်ငါအာနာတတ်တယ်မင်းကလူတွေဆိုတိတိကျကျအလုပ်လုပ်တတ်တယ်မင်းကငါနဲ့တူတာဘာတကူမှမရှိဘူးအဲ့လိုတော့ပြောတော့ तू ကနည်းနည်းစိတ်ရှုပ်တာပေါ့မဟုတ်လားဘာတွေလာပြောနေတာလဲပေါ့တဲ့ကြီးဘာတွေပြောနေတာတော့အဲ့ဒါငါစဉ်းစားနေတာကိုမင်းနဲ့ငါနဲ့ဘာမှလည်းတခုချင်းသဘောထားချင်းမတိုက်ဆိုင်ဘူးတဖေးတမေစီကမွေးလာတဲ့မင်းနဲ့ငါဘာသဘောတရားမှမတိုက်ဆိုင်ဘဲနဲ့အိမ်တော်ကြလာကြတာအခုကလေး3ယောက်ရပြီးနှစ်30ကျော်လာခဲ့ပြီလို့အဲ့ဒါဘာဖြစ်လဲတဲ့လေတန်းနည်းနည်းမားလာတယ်ကျွန်တော်အဲ့ဒါဘာဖြစ်လဲအဲ့ဒါမင်းဘာကြောင့်လို့ထင်တော့ဘယ်သိမလဲတဲ့အဲ့ဒီမှာကျွန်တော်ကခါလေးကိုညွတ်သူ့နားလေးကိုနားကိုကျွန်တော်ပါးစပ်ကလေးကပ်ပြီးတော့ကျွန်တော်တိုးတိုးလေးပြောလိုက်ရဲ့သူ့ကိုအဲ့ဒါအချစ်လို့ခေါ်တယ်ပြောလိုက်တာပြောလိုက်တော့စောစောကမျက်နှာကြီးတင်းပြီးတော့ကျွန်တော်ပေါ်မှာမကြည်မနှက်ဖြစ်တဲ့မျက်နှာကြီးကပြီးတဲ့ကြီးဟာလက်မင်းကြီးကြာနေတာပဲဝင်သွားလိုက်တာလက်မင်းကြီးကြာပြုံးပြီးတော့ဝင်သွားပြီးတော့ကျဉ်တ်သွားတာပေါ့မိမပဲဗျာယောက်ျားချစ်တယ်ပြောတော့ကျဉ်တ်တာပေါ့ကျဉ်တ်သွားဒါမဲ့သူကကျဉ်တ်ရုံနဲ့မပြီးဘူးဗျမိမဒီမှာအကျင့်တကူရှိတယ်မရှိကူးရှက်ကန်းဖြစ်သွားတာရှက်ကူးရှက်ကန်းဖြစ်တော့ဘာလုပ်လဲဆိုတော့လုံးမိလို့ရလို့တာသူနဲ့ကျွန်တော်နဲ့ကဘေးချင်းရှင်ထိုင်နေတော့ရှက်ပြီးတော့ကျွန်တော်ဘိုက်ကိုလေတတောင်စင်းနဲ့တွက်လိုက်တာပါဇက်ကလည်းပြောလိုက်သေးတယ်အမေသွားဆိုပြီးတော့လှုပ်လိုက်တာအဲ့ဒီမှာကျွန်တော်ရဲ့ဘဝအတွေ့အကြုံဆောင်းပါးကိုဒီလိုဆုံးသတ်ပါတယ်ဒီကြတောင်မှာအာမပါဘူးဆိုတာကျွန်တော်သာအသိဆုံးပါကျွန်တော်ဗာပြောချင်တာလေအိမ်တော်ရေးဆိုတာခိုင်မြဲဖို့ယူတာကွဲဖို့ယူတာမဟုတ်အိမ်တော်ဘက်မှာသဘောထားမတိုက်ဆိုင်နေဆိုတာတဘာဝပဲအကုန်လုံးဘယ်လိုမှမတူနိုင်ဘူးတူတာကိုလိုက်ရွေးပြီးယူရတာမဟုတ်ဘူးချစ်လို့ယူရတာဒါကြောင့်အိမ်တော်ကိုပြိုကွဲမခံပါနဲ့အိမ်တော်ကိုထိမ့်ပါအဲ့တကူတော့ရှိတာပေါ့ခွဲမလွတ်နိုင်တဲ့ဟာတကူလို့ရင်တော့လဲကွဲတံကွဲရမှာပေါ့မဟုတ်ဘူးလားအဲ့ဒါဘာလဲဆိုတော့ကျွန်တော်အတွက်တော့ခွဲမလွတ်နိုင်တဲ့အလုပ်ကလူမှုရေးဖောက်ပြန်တာပဲလေဒါတော့ကျွန်တော်ခွဲမလွတ်ဘူးပေါ့ကျန်တာတော့ဗျာတေးဖွဲ့တွေလုံမနေပါနဲ့ထားစမှာကိုအိမ်အောင်ကိုနော်အဲ့တော့ကျွန်တော်အိမ်အောင်ကိုကျွန်တော်မပြိုကွဲအောင်ထိန်းနေဆိုတော့ခဏကျွန်တော်အပေါင်းအသင်းကျွန်တော်မိတ်ဆွေတွေကြားမှာကျွန်တော်လင်မယားကိုစံပြအဖြစ်ပြောကြလေရှိပါတယ်ကျွန်တော်ဒီလိုထိန်းနေတာဘာကြောင့်လဲ
ကျွန်တော်အိမ်အောင်မပြုတ်ကွင်းအောင်ကျွန်တော်ထိန်းနိုင်တဲ့ဂျေစုရှင်ကကျွန်တော်အဖေပဲကျွန်တော်အဖေကြောင့်ကျွန်တော်ထိန်းနိုင်တာဘာဖြစ်လို့လဲကျွန်တော်ဘေးကကျွန်တော်တို့ကိုပြစ်ပြီးနောက်အိမ်အောင်ပြုတ်သွားတော့ကျွန်တော်ကကျွန်တော်အမေနဲ့ကျွန်တော်ညီနဲ့မန္တလေးမှာမျက်စိတငယ်နဲ့ဘဝကခက်ခဲရုန်းကန်ရတဲ့အခါမှာအိမ်အောင်ကြီးပြိုကွဲသွားတဲ့မိသားစုရဲ့သားသမီးတွေဟာအလွန်ကြမ်းတမ်းမှလားဘဝဘလောက်ဒီကြမ်းတမ်းလဲဆိုကျွန်တော်ညီကိုနှစ်ယောက်ရှိတာကျွန်တော်ကတော့လက်မတင်လေးအတိလေးရှိလို့ဒီဘဝဒီချိန်ကြီးခင်ဗျားတို့ရှေ့မှာရောက်လာပြီမဲ့ကျွန်တော်ညီကတော့ငငယ်ရွယ်နဲ့ရစ်ထုံကြီးဖြစ်ပြီးကွယ်လွန်သွားချပြီသူ့ကိုကျွန်တော်မကြည့်နိုင်ဘူးလေကျွန်တော်ကလည်းကျွန်တော်ဟာကျွန်တော်ပဲကျွန်တော်ဘဝကျွန်တော်ရုန်းကန်နေရတာညီကိုနှစ်ယောက်ပဲရှိတာကျွန်တော်လည်းငယ်တဲ့ကောင်ကကျွန်တော်အရင်သိပြီကျွန်တော်ဒါကိုပြန်တွေးမိတိုင်းအိမ်အောင်ကွဲဖြစ်သွားတဲ့မိသားစုတွေရဲ့သားသမီးတွေဟာဘလောက်ဘဝမှာနင့်နာသွားနိုင်တယ်ဆိုတာကိုသိတဲ့အတွက်ခဏသားသမီး3ယောက်ရနေတဲ့အချိန်မှာကျွန်တော်အိမ်အောင်ကျွန်တော်ဘယ်လိုမှပြောကွဲမခံနိုင်ဘူးကျွန်တော်တတ်နိုင်သမျှကျွန်တော်သိခံပေါင်းသိမခံနိုင်စရာလည်းအကြောင်းမရှိပါဘူးနော်ကျွန်တော်ကျင့်သုံးတာတခုပဲရှိတယ်ပြောချင်တာပြောပြန်မပြောဘဲနေလိုက်တာပဲဒါအကောင်းဆုံးနေတဲ့နည်းပဲနော်အဲ့တော့ပြောချင်တာ3ခုရှိပါပြီနံပါတ်1ကျေးဇူးတည်ပါမဟုတ်လားကျေးဇူးတည်ပါနံပါတ်2မိဘကိုကျေးဇူးဆက်ပါနံပါတ်3ကအိမ်တောင်ကိုဘာဖြစ်လဲထင်သိမှာနော်ဒါလေးကျွန်တော်ဘဝကနေပြီးတော့မျှဝေပြောခြင်းဖြစ်ပါတယ်ကျွန်တော်ဒီဘဝကြီးရောက်အောင်ကျွန်တော်အများကြီးကြိုးစားခဲ့ရတယ်ဆိုတော့မချွင်းမချံကျွန်တော်ပြောပြပါတယ်နော်အဲ့ဒီမှာကျွန်တော်အမေဆုံးမတဲ့စကားတစ်ခုကိုကျွန်တော်မျှဝေခြင်းငယ်ငယ်တုန်းကကျွန်တော်ရုန်းကန်ရတဲ့ဘဝရောက်နေတုန်းမှာကျွန်တော်အမေကပြောထရှိတဲ့စကားတစ်ခုရှိအဲ့ဒီစကားလေးကတော့ကျွန်တော်ဘဝအတွက်အာဇီတစ်ခုဖြစ်ခဲ့ပါတယ်စကားလေးကမထူးဆန်းလောက်ပါဘူးရိုးရိုးလေးပါပဲကျွန်တော်မေကကျွန်တော်ကိုဗာပြောလို့ရှိလဲဆိုနောက်ချီးပုံကကြာပေါက်နိုင်တယ်ကျွန်တော်ပြောပါတယ်ငါသားမင်းကြိုးစားနောက်ချီးပုံကကြာပေါက်နိုင်တယ်နောက်ချီးဆိုတာစွန့်ပစ်ထားတဲ့အညစ်အကြေးလူတကာယွန်ရှာတဲ့နောက်ချီးဒါမဲ့ဒီနောက်ချီးကလည်းဘာဖြစ်နိုင်လဲကြာပေါက်နိုင်တယ်အေးကြာပေါက်ပြီဆိုရင်တော့အဲ့ဒီကြာဘယ်ရောက်သွားမလဲဖျားစင်မော်ရောက်သွားမယ်ဘုရားစင်မော်ရောက်သွားလို့ရှိရင်လူတကာကထိုင်ပြီးတော့ရှ िख ိုးရတယ်ကောင်းလိုက်တာဘဝကစက်တာရချွတ်တဲ့ဘဝဆိုတော့အဲ့လောက်လေးအားဖြစ်တာကိုကျွန်တော်မှကြီးမားတော့အကူကြီးကြီးပါပဲစိတ်ခွန်အားကျွန်တော်တက်သွားတယ်အခုကြီးလာတော့ကျွန်တော်ပြန်စဉ်းစားတော့ဟုတ်တာပေါ့အမေမှန်လိုက်တာနောက်ကြီးဆိုတာလူတွေကမသိလို့သာအညစ်အကြေးလို့ယွန်ရှာစရာဆိုပြီးအဖက်မလုပ်ချင်တာအမေနောက်ချီးဆိုတာမြေဩဇာဒီနောက်ချီးပုံထဲမှာကြာပေါက်ရင်ကြာကရှင်သန်ဖို့တာဘာဖြစ်လဲမြင်ရမယ်ဘာကြောင့်လဲဆိုတော့နောက်ချီးကမြေဩဇာဒါကြောင့်ပြောချင်တာလောကကြီးမှာဆင်းရဲတယ်ဆိုရင်ဆင်းရဲတာဒီဘဝရဲ့တွန်းအားပါဒါမြေဩဇာပါကြာပွင့်ဖြစ်အောင်ကြိုးစားပါခြေတလန်းကြာတပန်းပွင့်တယ်ဆိုတာလောကမှာရှိပါတယ်အဲ့ဒီဘဝရောက်အောင်တကယ်ကြီးများဒီပြည့်တဲ့ထဲမှာဘဝမှာမပြည့်စုံလို့စိတ်ဓာတ်အင်အားညော့နေနေတဲ့သူတွေများပါခဲ့ရင်အဲ့ဒီလိုဘဝမျိုးကလူတယောက်ဟာခဏခင်ဗျားတို့ရှေ့မှာထိုင်ပြောနေပါတယ်ဆိုတာလေးကိုသင်ခန်းစာနမူနာယူပြီးစ조사ကြစေချင်ပါတယ်